ပစံကုန်တဲ့ကုသိုလ်ဆိုတာဒါနကုသိုလ်တစ်မျိုးပဲရှိတယ်ပစံမကုန်တဲ့ကုသိုလ်တွေကများတယ်ဘာကုသိုလ်တွေတုံးဆိုငါးပါးသီလစောင့်တည်တယ်သီလကိုမျက်မျက်နှုံနှုံထိမ့်သိမ်းဆောက်ရှောက်တယ်ပစံမကုန်မြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုဆင့်ဆင့်ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုဆိုတာဝေလာမသုတ်တံမှာဟောထားတာကိုမှတ်သားထားဖို့လိုအပ်တယ်သာတုတ္တိတသံဃာလို့ဆိုတဲ့အရက်လေးမျက်နှာလွတ်လပ်စွာသွားလာနေကြတယ်သံဃာတော်တွေကိုရည်စူးပြီးတန်ခိကကြောင်းဆောက်လုပ်တာဟာကုသိုလ်ထဲမှာတော့ငွေကြေးဒနာအကုန်ကြခံပြီးလှူဒန်းတဲ့ဒါနကုသိုလ်တွေထဲမှာတော့အကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေကောင်းတာရှိသေးသလားလို့ဆိုတာရှိတယ်အဲ့ဒီကုသိုလ်တွေကောင်းတာဘာလို့ဆိုရင်ခုနတုန်းကတရားဝဲမစခင်ကမျက်မျက်နှုံနှုံရွတ်ဆိုလိုက်ကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတယ်အဲ့တရဏဂုံတည်တဲ့ကုသိုလ်ကကျောင်းဆောက်တဲ့ကုသိုလ်တဲ့ပို့ပြီးတန်ဖိုးကြီးတယ်လို့သူတို့ဆိုတယ်ဘာကြောင့်တန်ဖိုးကြီးတာတုံးလို့စဉ်းစားကြည့်ကျောင်းဆောက်လူတဲ့ကုသိုလ်ဆိုတာကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကခွဲဝေပြီးတော့လှူရတာဖြစ်တယ်တရဏဂုံဆောက်တည်လိုက်တယ်ဆိုတာကြတော့ကိုယ့်ရဲ့အသက်နှလုံးအသက်ကိုအနှင်းပြီးရသက်ဗံမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေပါမယ်တရားတိုင်းကျင့်ပါမယ်သံဃာတွေဒါနကောင်းမှုပြုပါမယ်လို့ကိုယ့်ရဲ့အသက်ကိုစွန့်ပြီးတော့အသက်ပါပုံအပ်ပြီးတော့ဖရာတရားသံဃာယရဏသုံးပါးကိုစိကတ်တာဖြစ်သောကြောင့်သူကပို့ပြီးတော့မြတ်တယ်ပြင်ပကပစ္စည်းစွန့်နာတဲ့ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုစွန့်လွတ်အနန္တကပို့မြတ်တယ်ဒီအိဗယ်ကိုဆိုလိုတယ်နော်ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတရဏဂုံတင်ပြီး၅ပါးသီလကိုအသက်ထက်မျက်မျက်နှုံနှုံထိမ့်သိမ်းဆောင်ရှောက်တာပို့ကောင်းတယ်၅ပါးသီလတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်တရဝရီချမ်းသာကြပါစေဆိုတဲ့ရှင်နယ်ကမေတ္တာရှင်နယ်မှာမေတ္တာဖြစ်အောင်လုပ်ထားက၅ပါးသီလဆိုတဲ့ကုသိုလ်တွေပို့မြတ်တယ်။ဘာကြောင့်မြတ်တယ်လို့ပြောတော့ဆို၅ပါးသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာဘာဝနာပွားလိုက်တယ်ဆိုတာဘာဝနာအဆင့်ရောက်သွားပြီ။ဒါကြောင့်မို့လို့ပို့မြတ်တယ်။အဲ့ဒီမေတ္တာပွားမှုအောင်မြင်သွားပြီဆိုလို့ဇန်နေပိညင်နေရပြီဆိုရင်ပြမပြေမှာကဘာနဲ့ခြိပြီးတော့အသက်ရှိနိုင်တာဒါကြောင့်မို့လို့သီလကဘလောက်ပဲပြည့်စုံပြမမဖြစ်ဘူးသီလကုသိုလ်တစ်မျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မို့လို့မြတ်တယ်လို့ပြောတာနော်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်သင်္ခါရတရားတွေကိုအာယုံပြုပြီးတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့အနိစ္စတင်ညာလက်ဖြောက်တည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေမမြဲဘူးဆိုတဲ့အနိစ္စတင်ညာအနိစ္စလို့သိတဲ့ဝိပဿနာအသိဉာဏ်လေးကခုနကမေတ္တာပွားရတယ်ပုံမြတ်တယ်ဘာကြောင့်မြတ်တုံးဆိုဒီဝိပဿနာအတိကဘယ်လေးပါဖိုးလေးပါထီအောင်စိုက်ထီစေပြီးနိဗ္ဗာန်ထိအောင်ရောက်စေနိုင်သောကြောင့်ဖြစ်တယ်